chạy rồi đó. ညီမတို့လားညီမတို့ကြိုက်လို့မဟုတ်ဘူးတမတက်တက်မေးတာဘယ်လိုကူညီရမလဲလို့မေးကြည့်တာညီမလိမ့်စာလေးသိခင်လို့ဟမ် Chạy lại ba rồi. ညီမကဒီမှာကိုတော့နားဆောင်မနာတော့ဘူးကြိုက်ရင်လည်းကြိုက်လိုက်ပါလေညီမနာမည်ပြန်ပြောပြညီမ Xong rồi. ဆောင်းနှင်းဝေနော်အတက်ဘယ်လောက်လဲ20နော်ပမာနေတာလဲပြောပြအောင်အောက်ကပဲပမာနေတာလဲနေကပမာနေတာလဲနေပြီးတော့ပမာလဲတက်ကုန်းရွာလားတက်ကုန်းမြို့နယ်ရဲ့ကျေးရွာလားဘာရွာလဲမေးဝါပြီလားအတက်က20လားဟုတ်လားအခုယောဂဖြစ်နေတာကြာပြီလား Dạ, လားရှိပြီလေ lưu quá. Sai xin đi à. อืม Cho đi tôi đi. อืม Cho đi tôi đi để làm mà. Bây giờ lâu thà đi. အဲ Nhưng mà đi cũng máu đâu rồi. အဲ Nhưng mà luôn mới chịu tôi đi. อืม Máu đâu để làm mà. Nhưng mà đi tới nhà rồi. Ấy luôn nhiều rồi. Sao qua nhà này. Sao qua nhà này xem mà. Ấy cho đi đi à. Tiền rồi. Dù à. Nhưng mà có thì tôi lưu chỉ lại. အဲ Chỉ lại để làm mà. Chị áo bài à. อืม Có lúc mía rồi. ညီမတို့ထိုးပေးလိုက်တဲ့ဆေးကဆေးမထိုးခင်တော့ကညီမလမ်းဆောက်လို့ရသေးတာလား Dạ đi đi. ရသေးတယ်ဒီမဆေးထိုးပြီးသွားမှလမ်းဆောက်လို့မရတော့လား Mía rồi à. ဩညီမကအဲ့ဒီဆေးညီမတို့ရုံပိုင်ဆေးကဆေးထိုးပေးလိုက်တယ်ဟုတ်လား Ok. ဆေးထိုးပေးလိုက်တယ်ဆေးမထိုးပေးစဉ်ကာလတော့ကညီမကယောဂဖြစ်နေပြီလား Chú còn chưa tiêu. Sao cái xa này rồi. ဖျားယုံနဲ့ညီမကိုပိုင်ဆေးကဆေးထိုးပေးမလားညီမဟိုညီမ Cho ရဲ့ đi tôi đi à. ဩကောင်းတဲ့ဆေးပဲတွင်းပေးတယ်လို့ထင်တာလား Em mua ở lúc về thế nào bộ. ဒါပေမဲ့အဲ့ဒီဆေးထိုးပေးလိုက်ပြီတဲ့အခုထားလို့မရတော့ဘူး Có lúc mía rồi à. ထားလို့မရတော့ညီမကနောက်ဘယ်လိုလုပ် Nhà đi tới đi à. ဟမ် Nhà đi tới đi à. အဲ့ဒီယုံကနေမောင်ထုတ်ကန်ပြီလား Mau đâu cả đi à. ကြာပြီလားညီမ Cha đi ra rồi. Nhà tôi nhà đi. 3ရက်လောက်ပဲရှိသေးရလား Ok. ဩ Nhưng mà đi mà. Làm sao này nữa. Mau đâu có tại nhà này. ဩဟုတ်လားညီမယုံပိုင်ရှင်ယုံနာမည်သိလားမပြောပြချင်တော့လို့လားမပြောပြချင်တာလား Chưa ra được. အခုဗာလေညီမဟိုအခုဗာလေအမှတ်3ကနေပြီးတော့အမှတ်3ကတဲကိုကန်ကညီမတို့တညပေးလိုက်တယ်ခဏညီမပြောနော်အဲ့ဒီတဲကိုကန်နဲ့ညီမလောက်ခဲ့တဲ့ယုံနဲ့နီးလားမနီးဘူးလားညီမမြို့တွေကိုလိုက်ပတ်ပြီးလမ်းဆောက်သွားနေတာလားဩအဲ့ဒါကိုတနာပြီးတော့ညီမကိုတညပေးလိုက်တာတဲကိုကန်ကအခုအဲ့ဒီတဲကိုကန်ကနေဒီကိုရောက်လာလား Chưa. ဟုတ်လားဩညီမဟိုလောက်တဲ့အလုပ်တွေနဲ့ဆိုတော့လေဟိုအရင်တရားစီယောဂတွေများဖြစ်နေလို့လားမသိပါဘူးဟုတ်မှာပေါ့ဟမ်မာ ညီမအဲ့လိုလိုက်သွားနေတဲ့ခါကျတော့ဒီကျွတ်ကဒါဘယ်သူပတ်ပေးတာလဲ Rồi vậy. ဘယ်သူပတ်ပေးတာလဲ Chị đấy. တက်ကိုကန်ပတ်ပေးလိုက်တာဒါမတက်ကိုကန်ကကူညီနဲ့ညီမကိုဟိုသူ့ညီမလည်းတေမာကြောက်လို့ဖြစ်မှာပေါ့နော်ဒါကတော့ဒါကူညီတဲ့လူတွေကတော့သူ့ဒီမှာအမှုပတ်မှာကြောက်လို့ဒီလိုမျိုးဖြစ်မှာပေါ့နော်ညီမဦးနေပြီးတော့တက်ကုန်းရွာလေးပြောပြမှာဆိုရင်ဆွေမျိုးတွေပေါ့နော်
တိရင်လာခေါ်ဖို့အတွက်အကွာအကြောင်းကြားပေးမလို့ညီမကတက်ကုန်းဘာရွာလဲဆိုတာမပြောတော့အကွာဘယ်လိုကူညီပေးရမလဲ သွားမရှိတော့ တက် သွားဖြတ်လိုက် ရွာကိုဖျက်လိုက်တယ်ရွာမရှိတော့ဘူးဟုတ် တော်တော်အခုပဲသွားလဲဆိုရင်လည်းကြမှာ อ๋อ တော်ရနိုင်ငံသားမှာ ညီမကမြောက်ဒီမျိုးကိုဘယ်လိုရောက်လာလဲအဲ့ဒီတက်ကုန်းကနေပြီးတော့ နားလိုက်ရစားရပြီးတော့ ယောက်ျားယူပြီးတော့ယောက်ျားနဲ့ရောက်လာတာယောက်ျားနဲ့မြောက်ဒီမျိုးကိုရောက်လာတယ်ရောက်လာပြီးတော့နောက်ဘယ်လိုဖြစ်လို့ဒီအဲ့ဒီမဆောက်ရောက်သွားတာ ကားများတယ် ယောက်ျားနဲ့စကားများပြီးတော့ ဒီကဒီမှာထားတယ် သူကညီမကိုထားခဲ့တယ်อ๋อသူကညီမကိုထားခဲ့တော့ညီမကတခါအလုံးမလုံးစားဘဲနဲ့ဒီအလုပ်ကိုလုပ်လိုက်တယ်လားဟုတ်လားရွေးချယ်တဲ့လမ်းမားသွားတာအဲ့လိုလား ဒီလိုလည်းကြိုက်လို့လား ညီမတို့လားညီမတို့ကြိုက်လို့မဟုတ်ဘူးတမတက်မေးတာဘယ်လိုကူညီရမလဲလို့မေးကြည့်တာညီမလက်စာလေးသိခင်လို့ဟမ် ကြိုက်လိုက်ပါလေ ညီမကဒီမှာကိုတော့နားဆောင်မနာတော့ဘူးကြိုက်ရင်လည်းကြိုက်လိုက်ပါလေဟမ် ညီဘိုးလေးကိုမေးနေတာဘာလဲမေးနေလဲ အဲ အဲဆောင်မနိုင်တော့ပူကောင်းတာပေါ့ ဟာနားဆောင်မနာတော့ဘယ်လိုပူကောင်းမလဲညီမတော့ပါပြီအေးအခုဘယ်လိုကူညီရမလဲစဉ်းစားရပါတော့ညီမတို့ကြိုက်လိုက်ပါဆိုတော့အေးတော်တော်ကောင်းနေပြီ ကြိုက်နေပြီမှာ ကြိုက်ရင်ဘာဖြစ်လဲ ကြိုက်နေပြီလေ ကြိုက်ရင်အကူနဲ့နေပေးမယ်တော်တယ်နော်ဟဲ့လားတော်တယ်အကူကညီမဒုက္ခရောက်နေလို့ဟိုဗာလဲဒီညစော်ကားမဲ့ကြောက်လို့နောက်တေလူမျိုးပါဖြစ်နေလို့အကူကလာကူညီပေးတာတမျိုးလုံးအဲ့လိုမျိုးပဲကူညီပေးတာညီမဘာထင်လို့လဲ မမတင်ပါဘူးပြောကြည့်တာပါ အော်ပြောကြည့်တာစကားလေးနဲ့ရမှာ ဘာလေးများရမလား စကားလေးနဲ့ရမှာ ဩ ဘာလဲ စကားလေးများရမလားလို့ဘာလေးများရမလားလို့ စကားလေးနဲ့ရမှာ ဘာလဲ ဘာကိုပြောတာလဲမသိဘူးချင်းလဲကိုက်နေပြီဟမ် ကြိုက်ပါပြေဦးမ ဟမ် လေ ဒါညီမကိုစားသေးတာဟုတ်လားဒါညီမပြည့်စည်တယ်ညီမဆေးရုံတက်ရသေးလားဆေးရုံမတက်ရသေးဘူးနော်တခါမှနော်မတက်ရသေးဘူး အတက်တော့တက်ဒီပါရီပေါ့ ဆေးရုံတက်သေးတာလား စေးရုံတော့မဟုတ်ဘူး အေးညီမလောက်ခဲ့တဲ့ယုံကဆေးထိုးပေးတာမရှိတယ်ဟုတ်လားဒါလေးဒါဒီညာညီမဝယ်ပေးလိုက်တာဖြစ်မှာဟုတ်လားမဟုတ်ဘူးအခုဒီညာအတွက်ကညီမကိုဘယ်လိုပြောမလဲခေါ်ထားမဲ့လူကမရှိဘူးဆိုတော့ဘယ်လိုလုပ်မလဲဟမ်ဒီမှာပဲအဲ့မှာဆိုတာမောင်ကိုအမကိုပြပြမယ်သူအမတို့သူပတ်စံလေးတွေလေသူပတ်စံဘယ်လောက်လဲ1000လောက်ရှိမှာပေါ့တယောက်အမတို့စုပြီးတော့ခဏထားပြလိုက်သူကတော့ဒီမှာချင်တောင်လေးအဲ့ပလစ်စီလေဘယ်လိုပြောမဆိုမဟုတ်ဘူးတင်မဲ့လူလာတော့မဟုတ်ပါဘူးနောက်သူကသူလာပြီးတော့ခေါ်သွားလိုက်မယ်လေနော် ဒီမှာဟောနေကကြာနောက်နေကျရင်ဒီမှာဈေးထွက်လို့ကျချုံမနဲ့ဈေးထွက်မနဲ့ ဟုတ်လေဒီညတညသူဒီမှာအဲ့ပလစ်စီကျွန်တော်ပြောတာမနေ့မကြရင်ဒီဘက်ကိုသူကဟိုသူလည်းဆန်ကမ်းမှာထားပြလိုက်ကျွန်တော်ဒီမှာကြောင်းကြကြည့်ကြည့်မယ်ဒီမြတ်သူညီမဲ့လူပေါ်လာမှာပဲလေကျွန်တော်ပြောတာဒီပတ်စံနဲ့ဒီစားဟိုပတ်စံပဲတစ်ခုပဲအမတို့တင်ပေးရမှာပတ်စံ1000ပဲရှိတယ်ကျန်တာတွေကဟိုမတင်ပေးလဲရတယ်ဟိုနေပြီးတော့တက်ကုန်းသွားတဲ့သူ့ကိုသူတော့မနိုင်တော့ဘူးဟိုယောက်ျားဖောက်တယ်ကလိုချင်သေးတယ်အခုပြောစိတ်ဆိုးလားအခုညီမစေတနာလာကူညီညီမပတ်ပေးတာပြောတာဟုတ် ညီဘိုးနေလို့လည်းညီဘိုးကလည်းဘာမှလည်းကကနာ တော်ငိုပြီးညီမတော့သူကခံစားချက်သိတယ်ငိုတာငိုနေပြီဟာညီရကြကုန်ပြီပြစ်လာတယ်မင်းသမီးလောက်မလို့လားအခုကညီမကိုချစ်လို့စတာနော်ညီမပြောလို့အခုကပြန်ပြောတာပဲရှိတယ်အခုညီမကိုဘယ်လိုကူညီရမှမသိဘူးဘယ်သူမှလည်းလက်မခံဘူးဆိုတော့လေ
အကိုခေါ်သွားတာအကိုကတယောက်တည်းနေတာနောက်တော့ညီမကိုအကိုကပြောင်းအောင်ကုပေးဖို့ဆိုတာအဲ့ဒါမဟုတ်ဘူးဒါကသူယောက်ျားနဲ့ကွဲပြီးတော့ရွေးချယ်တဲ့လမ်းမှားသွားလို့ဖြစ်မှာပေါ့အေးအကိုကူညီတောင်းဖို့ပေးကြည့်မယ်နော်ဟိုဗာလဲအမျိုးတွေတွေ့ရင်လဲလာခေါ်ရင်ခေါ်မှာပေါ့အမျိုးတွေကမရှိတော့ဘူးဆိုတော့တခြားမျိုးတွေမရှိတော့ဘူးလားဘာမျိုးမှမရှိဘူးလားမိဘမောင်နှမတွေလည်းမရှိဘူးလားဟင်